Hello ဝေး channel မှာကြိုဆိုပါရစေဒီနေ့ဝေးရတော့မွေးငါချက်စားတယ်အဲ့တော့ချက်စားတဲ့ဟာလေးကိုဝေးကဘယ်လိုချက်စားလဲဆိုတာပြမယ်နော်တယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်ကဲဒါလေးကတော့မုတ်ဖက်ချောက်လေးပေါ့နော်သူကပေါ့နော်မွေးရထုတ်တယ်မွေးငါချောက်လို့ခေါ်တယ်သူ့ရဲ့အနောက်မှာတော့အညွှန်းလေးတွေပါတယ်ပေါ့နော်သူကတနားရီရေစိမ်နဲ့စိမ်ပြီးလို့ရှိရင်ပြီးကြလို့ရှိရင်9မိနစ်3မိနစ်ပေါ့နော်ပြုတ်ပြီးရုံပဲပေါ့သူကအပိတန်10ယူပြီးလို့ဆိုလို့ရှိရင်ကြိုက်နေတတ်တယ်လို့ကြောတုတ်ပြုတ်စားလို့ရတယ်ပေါ့နော်အမြန်လို့ရှိရင်တော့ရွနွေးနဲ့စိမ်လိုက်လို့ရပါတယ်တဲ့သူကပြောထားပါတယ်ရှင့်အဲ့တော့မွေးငါကိုရေမုံဖက်ချောက်ကိုရေစိမ်မယ်ပေါ့နော်ရေစိမ်ပြီးတော့ခဏထားလိုက်မယ်ထားပြီးပြုတ်ပြီးတော့မုံဖက်လေးကဒီလိုမျိုးလေးဖြစ်သွားမယ်ပေါ့နော်မြန်မာပြည်တိုင်းပဲပေါ့ကဲအဲ့တော့ဝေးရငါးလေးကွင်းကိုပြုတ်ထားမယ်ပြီးအုပ်ထားမယ်ပေါ့နော်ပြီးရင်မွေးပဲအကြက်မုတ်ပေါ့နော်မွေးရနေထုတ်တဲ့ပဲချက်မုတ်ကိုရေဖြော်မယ်ဖြော်ပြီးလို့ရှိရင်တော့တေချာဖြော်ပြီးရင်အိုးလေးတွေကိုထည့်လိုက်မယ်ပေါ့နော်ကဲနှစ်ခါထည့်လိုက်မယ်ပေါ့နော်နှစ်ခါထည့်ပြီးတော့အိုးလေးထဲမှာထည့်မယ်ထည့်ပြီးတဲ့အခါကျလို့ရှိရင်တော့ပြီးကြရင်တော့ငါးတွေကြက်သွန်မျိုးစီတက်မယ်နော်ကြက်သွန်အနီလေးထောင်းထားတဲ့ဟာကိုစီတက်မယ်စီတက်မယ်မွေးနေအောင်ပြီးရင်စနင်းနည်းနည်းလေးထည့်ပါမယ်ထည့်ပြီးတဲ့အခါမှာတော့အရန်မွေးွားတဲ့အတွက်ကြက်သွန်အဖြူလေးကိုထည့်ပါမယ်အမထပ်မွေးမယ်โอเคထပ်မွေးပြီးရင်ကျမကစားလေးထည့်လိုက်ပါမယ်နော်စားလေးထည့်ပြီးငုတ်တီအနီမုတ်ထည့်ပါမယ်ထည့်ပြီးရင်တော့ငါးလေးတွေကိုအယိုးထွင်ထားတဲ့ဟာလေးကိုတေချာလုံးအောင်စီတက်ပါမယ်နော်နည်းနည်းကျွတ်လေးဖြစ်အောင်လုပ်မယ်နော်ပြီးရင်ဝိရာခုနအရေကိုစပလင်ထည့်မယ်ကျက်သွန်အနီထည့်ပြီးတော့မှွေပြီးတော့အိုးကိုပူအောင်လို့တင်ပါမယ်နော်ပြီးရင်တော့ငါးစီတက်ထားတဲ့ဟာလေးကိုဝိတစ်ခါရေးထည့်မယ်နော်ငါးစီတက်တဲ့အခါလေးကိုထည့်ပြီးလို့ရှိရင်တော့ဝိကတေချာမှွေနောက်ပြီးပါမယ်နော်ဝိရတော့ပန်းဦးနဲ့ချက်တာပါအဲ့တော့ကိုကနည်းနည်းပြစ်လေးစားတဲ့တော့ဝိရငါးလေးနည်းနည်းကိုထည့်လိုက်ပါတယ်ကဲထွက်လာတဲ့ပုံစံကတော့ဝိကြိုင်နေရပါပဲပေါ့နော်ကိုကစားကြရင်တော့ကြက်ဥလေးတွေကိုကိုကပြုတ်ပြီးတက်ပြုတ်ပြီးတော့ထည့်ထားပါတယ်နော်ဝိရဒီမှာကြက်ဥပဲသုံးပါတယ်ဘဲဥတော့မသုံးပါဘူးအခုဆိုရင်ပြင်းနဲ့လေးနဲ့စားလို့ကောင်းပါရဲ့ရှင်အရန်ပြင်းနေရတော့မဟုတ်ဘူးပေါ့နော်ဝေးကြိုက်တဲ့အနေထားလေးပေါ့နော်ပြီးရင်ခွာစားတော့မယ်ပြင်တော့မယ်ဆိုတော့မုတ်ဖက်ထည့်မယ်ပြီးလို့ရှိရင်မွေးငါဟင်းလေးထည့်မယ်နော်โอเคမွေးငါဟင်းလေးတွေထည့်ပြီးရခါကျရင်ပဲတီးနည်းနည်းမင်းတမြားလေးညှစ်ထည့်မယ်ပြီးရင်ရုပ်သီးမုတ်လေးထည့်မယ်ဝိကြိုက်ပေါ့နော်အဲ့တော့ဝိကအဆင်ပြေသလိုလေးနဲ့ဝိတက်တလောက်မှတ်တလောက်လေးချက်ထားတာဖြစ်ပါတယ်နော်ဝိရတော့ဝိကိုယ်တိုင်ချက်စားတဲ့မွေးငါတော့အရန်ကြိုက်ပါတယ်မြန်မာပြည်မှာဆိုရင်တော့ဝိအတော်ချက်တဲ့မွေးငါအရန်ကြိုက်ပါတယ်ပေါ့နော်ဒီမှာဆိုရင်တော့ကိုယ့်ဘာအောင်ချက်စားတာပေါ့နော်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နော်ဝိပြီးလို့ကြည့်ရှုပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်